weight ဘယ်လိုချလဲတဲ့လမ်းညွှန်ပေးပါတဲ့ဟုတ်ကဲ့ပါခင်ဗျကျွန်တော် weight ချလေးကိုကျွန်တော်ပြောပြမယ်เนาะမကြည့်ဒါအရင်တော့ကျွန်တော်ပေါင်190ကနေပဲစပြီးချတာပေါင်200ကျော်ထိဝါသွားဘူးလေထောင်ကြတော့နည်းနည်းလေးပေါ့နော်ဟိုဖြစ်တယ်ပြီးရအပြင်မှာကျွန်တော်190မှာတော်တော်လေးချခလာချမြရတော့ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လို weight ချလဲဆိုတော့ကျွန်တော်တကယ်ပြပြပါမယ်weight ချရဲ့အားလုံးကိုကျွန်တော်ကြိုပြီးတော့ပြောချင်တာကပထမ9ရက်နဲ့10ရက်မှာတော်တော်လေးစိတ်ဒုက္ခရောက်မယ်ခန္ဓာကိုယ်လည်းဒုက္ခရောက်ပင်ပန်းမယ်ပေါ့နော်စိတ်ပင်ပန်းကိုပင်ပန်းမယ်ဖို့လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အတူချုံလေးရတော့ပေါ့ဒါပေမဲ့အဲ့ဒါလေးတပတ်10ရက်ကိုကြော်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ်တော်တော်များများတော့ဝိတ်ချရင်အစားတွေအများကြီး shop လိုက်မယ်မစားတော့ဘူးအဲ့လိုမျိုးပေါ့နော်ထင်ကြမယ်ပေါ့နော်မဟုတ်ပါဘူးခင်ဗျကျွန်တော်ကပုံမှန်စားပါတယ်မနက်စာလည်းစားတယ်နေ့လယ်စာလည်းစားတယ်ညစာလည်းစားပါတယ်ဒါပေမဲ့ကျွန်တော်ကအစီများတဲ့ဟာတွေကိုမစားသုံးတော့ပါဘူးအစီနည်းနိုင်တဲ့နဲတဲ့ဟာတွေကိုစားပါတယ်ဥမာအရွက်ဆိုရင်လည်းစီအနည်းဆုံးဖြစ်အောင်ကြော်စားတာမျိုးပေါ့နော်တားငါဆိုစီနေသဖြစ်အောင်ကြော်စားတာမျိုးပေါ့ပြီးရင်ဒီဘောအလွယ်ရိမိတ်စားစားတွေပေါ့နော်အာလူကြော်တွေဘာညာတရကာတွေကိုတော့ကျွန်တော်အတက်နိုင်ဆုံးရှောင်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့နောက်ပိုင်းကျတော့မစားရင်နောက်ဆိုမစားကျွန်တော်ဖြစ်သွားရပါတော့အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကရှောင်တယ်ရှောင်ပြီးတော့ပြီးရင်နောက်တစ်ခုအရေးကြီးတာတွေတစ်ချက်ထပ်ပြောပါမယ်ကိုလက်လှုပ်ရှားမှုပါကျွန်တော်ကတော့ကိုလက်လှုပ်ရှားမှုလုပ်ပါတယ်တရက်ကိုအနည်းဆုံး2နာရီလမ်းလျှောက်တာပြေးတာဒါမှမဟုတ်ရင်ဂျင်စော့တာမျိုးဖြစ်ဖြစ်ကတာဖြစ်ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုမျိုးလုပ်ပြီးတော့ချလဲဆိုရင်ကျွန်တော်ကလမ်းလျှောက်တယ်တခါတည်းနဲ့လျှောက်တော့တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတခါလျှောက်ရင်နိုင်ဝက်လောက်လျှောက်တယ်ပေါ့လျှောက်ပြီးသွားရင်ကျွန်တော်ကတချင်းဖွင့်ပြီးတော့တနိုင်လောက်ကတယ်ဘာကလို့လျှောက်ကရံကုန်းဒူးလို့လျှောက်ကတယ်ပြီးရင်ကျွန်တော်ကဒီတိုက်ထိုးတယ်very ရိုက်တယ်အဲ့နှစ်ခုပဲလုပ်တယ်တခြားဟာတော့ဘာမှမလုပ်ဘာမှလည်းမရှိဘူးလေနော်အဲ့ဒါလေးနှစ်ခုတော့ပုံမှန်လုပ်ဖြစ်တယ်ပြီးရင်ကတယ်ပေါ့နော်ဒါကတော့ဟိုအကစားနဲ့ပတ်သက်ရင်တိုက်ထိုးတာပဲနေတယ်ပဲရှိရကတာတော့ဝိချဖို့အတွက်သုံးတယ်လမ်းလျှောက်တယ်လမ်းကတော့တော်တော်များများလျှောက်ဖြစ်တယ်ဥမာလမ်းလျှောက်လို့သွားလို့ရနေတော့လမ်းမလျှောက်သွားရလို့လားဝေးရင်လည်းစိတ်ပါတယ်ဆိုရင်သွားချလိုက်တာပဲအဲ့လိုမျိုးနဲ့ကျွန်တော်9လလောက်ပုံမှန်လုပ်တယ်ပြီးရင်နောက်တစ်ခုသတိထားကမှာကညတကောင်ကျော်ဘလောက်ပဲပိုက်စာမစားပါနဲ့ဘလောက်ပဲပိုက်စာဘလို့ပဲစားချင်စိမစားပါနဲ့အဲ့ဒါက9ရက်10ရက်ပေါ့နော်တပတ်10ရက်ပေါ့အဲ့လောက်ထိပဲဒုက္ခရောက်တာပါအဲ့နောက်ကြော်သွားပြီဆိုရင်ခဏကနေသားကြလာတယ်ညစာစားချင်စိလည်းမရှိတော့ဘူးပြီးရင်တဖြည်းဖြည်းနဲ့အစားကိုကျွန်တော်ကပို့ပြီးတော့မစားပါဘူးပုံမှန်စားနေရပါနည်းနည်းမတိမတာလေးရှော့ပြီးတော့စားပြီးလာတယ်ရှော့ပြီးစားရင်ဘာဖြစ်သွားလဲကျွန်တော်ရဲ့အစာအိမ်ကတေးသွားလားအစာအိမ်ကပုံမှန်အနေထားဖြစ်သွားလားမသိဘူးပေါ့နော်နောက်ဆိုရင်နည်းနည်းလေးစားတာနဲ့ဘိုက်ပြည့်ရလို့ခံစားလာရတယ်အဲ့ဒီအချိန်မှာကျွန်တော်9လနဲ့ကျွန်တော်စုစုပေါင်းပေါင်90ကျော်တကယ်ကိုချခဲ့တာပါကျွန်တော်ရဲ့ကိုတွေ့ပါအကြောင်းမလို့အားလုံး fighting ပိတ်ပြီဆိုရင်ပို့ချောရမယ် fighting ပါ